from general population, general world people view, they look like real Christ or real servant of Christ. တာမန်အားဖြင့်လူတွေကကြည့်တဲ့အခါတော့ဒါတော့ခရစ်တော်ပဲဒါတော့တကယ်ခရစ်တော်ရဲ့အစီခံပဲလို့ထင်ရတယ် But they are false Christ. ဒါပေမဲ့သူတို့ကခရစ်တော်အတု And မာယွန်သောခရစ်တော်များ false Christian leaders. မာယွန်သောခရိယန်ခေါင်းဆောင်များ But it's hardly you can make distinctions. ဒါပေမဲ့အစစ်လားအတုလားဆိုတာပိုင်းခြားဖို့အရင်ခက်တယ် Majority people will be cheated by them. အများစုဟာလက်ဖြားခြင်းခံရမယ်အဲ့ဒီခရစ်တော်အတုအယောင်တွေပေါ်လာပြီးတော့မှလူများစုသည်ထိုအတုအယောင်များဤလက်ဖြားခြင်းကိုခံရကြလိမ့်မယ်နောက်ဆုံးသောကာလရဲ့လက္ခဏာတစ်ခုဖြစ် Now change your paragraph again. စာပိုက်ခွဲပါ Then we evangelical Christians are sure we are sure that before his coming, temple will be rebuilt. ကျွန်တော်တို့ဧဝံဂေလိခံယူချက်ရှိတဲ့ခရိယန်များကခရစ်တော်မကြွလာခင်ဒုတိယကြွလာခြင်းမတိုင်မီဗိမာန်တော်ပြန်လည်တည်ဆောက်မယ်လို့ယုံကြည်ကြတယ်ယူဆကြတယ် And temple worship services will be ungodly. We know that. We know. ပြီးတော့အဲ့ဒီဗိမာန်မှာကိုးကွယ်တဲ့ကိုးကွယ်မှုတွေဟာဖယားသခင်နှစ်သက်ဖွယ်ဖြစ်မှာမဟုတ်ဘူးလို့လည်းသိကြတယ် The problem is we have to build the temple. ပြဿနာကတော့ဘာပဲဖြစ်ဖြစ်ဗိမာန်တော်တည်ဆောက်ဖို့ဖြစ်တယ် Last 20 years time, လွန်ခဲ့တဲ့နှစ်20လောက်တုန်းက there are the group of people amongst the Jews. Jew အဖွဲ့တစ်ဖွဲ့ရှိခဲ့တယ် who have been waiting for rebuilding the temple. သူတို့ဟာဗိမာန်တည်ဆောက်ဖို့ရန်မျှော်လင့်ခဲ့ကြတယ်စောင့်စားခဲ့ကြတယ်ဗိမာန်တည်ဆောက်ဖို့ပြန်လည်တည်ဆောက်ဖို့စောင့်စားခဲ့ကြတယ် Their name isအဲ့ဒီလိုဗိမာန်တဖန်တည်ဆောက်ဖို့ကြံစီခဲ့တဲ့လူတွေရဲ့နာမည်ကတော့ this is the organizational name. အဖွဲ့နာမည်ကတော့ The Temple Mount Faithfuls. ဗိမာန်တည်ဆောက်ရန်တစ္ဆာရှင်များအဖွဲ့ဘယ်လိုပြန်မလဲတော့မသိဘူးကျွန်တော်ဒီတိုင်းရပြန်ကြည့်တာနော် Temple Mount Faithfuls. ဗိမာန်တော်တောင်တစ္ဆာဆောင်သူများဒါသူရဲ့အဓိပ္ပာယ်ပေါ့နော် Temple Mount ဗိမာန်တောင် Faithful တစ္ဆာဆောင်သူများ These people ဒီလူတွေက believe ဘယ်လိုယုံကြည်တယ်လဲဆိုရင် temple should be rebuilt
so that their Messiah, if they rebuild the temple, then Jewish Messiah, okay, under their Judaism, will come to save their nation. သူတို့ဂျူးဘာသာဝင်နေဖြစ်တဲ့ဂျူးလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဗိမာန်တော်တိဆောက်ပြီးရင်တော့သူတို့ကိုကယ်တင်မဲ့မေရှိယအရှင်ကြွလာမယ်လို့ယုံကြည်ကြတယ် And also, အဲ့ဒီလိုပဲ since AD 70, AD 90ကတည်းက they could not sacrifice animal as they used to do during the Old Testament times. ဟိုတုန်းကဓမ္မဟောင်းကာလတုန်းကတရိစ္ဆာန်ကိုရစ်ပူဇော်သလိုရစ်ပူဇော်ခွင့်မရခဲ့တာအခုချိန်ထိပဲ AD 90ကနေစပြီးတော့မှဓမ္မဟောင်းကာလမှာတရိစ္ဆာန်ရစ်ပူဇော်တကယ်တော့ပူဇော်ခွင့်မရတာဟာအခုချိန်ထိပဲ So in order to have their sins forgiven, they really have to သူတို့ရဲ့အပြစ်တွေခွင့်လွှတ်ခြင်းခံရဖို့ရန်အတွက်အသွေးသွင်းရမယ်ရစ်ပူဇော်ရမယ်အဲ့ဒီရစ်ပူဇော်ဖို့ရန်အတွက်ဗိမာန်တော်တည်ဆောက်ရမယ် So those Jewish special people, for those reasons that we have just presented, they want to build the temple. အဲ့ဒီအဖွဲ့ကအဲ့ဒီလိုခံယူတဲ့အတွက်ကြောင့်သူတို့ဗိမာန်တော်စောက်ဖို့ရန်အတွက်ကြိုးစားတယ် So they have mobilized all Jews around the world who has same vision, collected all the necessary funds and materials ready now. အဲ့ဒီအဖွဲ့ကနေဥဆောင်ပြီးတော့မှကမ္ဘာတဝန်းလုံးမှာရှိတဲ့ဂျူးလူမျိုးတွေကိုနှိုးဆော်တယ်သူတို့နဲ့အယူဆချင်းတူတဲ့လူတွေရှိကနေပြီးတော့မှရန်ပုံငွေပစ္စည်းတွေကောက်ခံပြီးတော့အခုအချိန်မှာတော့ဗိမာန်တော်ဆောက်ဖို့ရန်အတွက်အစင်သစ်ဖြစ်နေပြီ To repeat. အဲ့ဒီအဖွဲ့ကနေကမ္ဘာတဝန်းလုံးမှာရှိတဲ့ဂျူးလူမျိုးတွေကိုနှိုးဆော်ပြီးတော့သူတို့နဲ့အယူဆချင်းတူတဲ့ဂျူးတွေရှိကနေပံ့ပိုးမှုရန်ပုံငွေအထောက်ပံ့တွေရယူပြီးတော့မှပစ္စည်းတွေစုဆောင်းတာငွေတွေစုဆောင်းတာဟာဗိမာန်တော်ဆောက်ဖို့ရန်အတွက်အစင်သစ်ဖြစ်နေပြီးသားဖြစ်တယ် Even they are, even today, training ဒီနေ့ဆိုရင်သူတို့က about 400 priest candidate for Old Testament style worship services after temple was rebuilt. တင်နန်းပေးနေတယ်အဲ့ဒီတင်နန်းသား400လောက်ရှိပါတယ်အဲ့ဒီတင်နန်းကဘာအတွက်လဲဆိုတော့ဓမ္မဟောင်းတုံးကဝိပုကိုးကွယ်တဲ့ကဲ့သို့ယစ်ပရောဟိတ်လှုပ်ဖို့ရန်အတွက်ယစ်ပရောဟိတ်တင်နန်းသားပေါင်း400လောက်ရှိတယ်ဗိမာန်တော်တိဆောက်ပြီးပြီဆိုရင်တော့အစင်သစ်ယစ်ပရောဟိတ်အမှုတော်ဆောင်ရွက်နိုင်ဖို့ရန်အတွက်သူတို့စီစဉ်လက်ရှိတယ် The temple can be built any moment if we are allowed to build. အဲ့ဒီဗိမာန်တိဆောက်ဖို့ခွင့်ပြုချက်ရမယ်ဆိုရင်အချိန်မရွေးတိဆောက်လို့ရတယ် Besides all the Jewish
Temple Mount faithful, evangelical Jewish people. အဲ့ဒီလိုဗိမာန်တောင်တစ္ဆာဆောင်သူများအဖွဲ့သားမကဧဝံဂေလိခရိယန်တွေ are waiting for the rebuilding of the temple because we believe this is a time of second coming of Jesus. ဧဝံဂေလိခရိယန်တွေလည်းစောင့်နေကြတယ်ဒုတိယကြွလာဖို့နီးပြီဒါကြောင့်ဗိမာန်ဆောက်ရမယ်လို့ယုံကြည်တဲ့ဧဝံဂေလိခရိယန်တွေကလည်းဗိမာန်တော်ဆောက်ဖို့အစဉ်သင့်ပြင်နေကြတယ် Not all evangelicals involved in this. ဧဝံဂေလိစိတ်ဓာတ်ရှိတဲ့ခရိယန်တိုင်းမဟုတ်ဘူးဧဝံဂေလိခံယူချက်ရှိတဲ့ evangelical ခရိယန်တိုင်းတော့အဲ့ဒီဗိမာန်တော်တည်ဆောက်ဖို့တော့မပါဘူး But some တချို့သော evangelical people ဧဝံဂေလိသမားဧဝံဂေလိခံယူချက်ရှိတဲ့လူတွေ they work together with these Jewish သူတို့က Temple Mount faithfuls. အဲ့ဒီဗိမာန်တောင်တစ္ဆာဆောင်သူများအဖွဲ့နဲ့တွဲပြီးမှတည်ဆောက်ဖို့ပြင်ဆင်နေကြတယ် And change your paragraph. စာပိုက်ခွဲပါ The problem is ပြဿနာကတော့ they have to build the temple on the same site as original Solomon's temple located. ဗိမာန်ဆောက်ရမယ့်နေရာကရှောလမုန်မင်းကြီးတည်ဆောက်ထားတဲ့ဗိမာန်အာဗြဟံရစ်ပူဇော်တဲ့နေရာအတိအကျအဲ့ဒီနေရာမှာဆောက်ရမှာဖြစ်နေတယ် They cannot build the temple wherever they feel, any location. They have to build right side. တိုက်တဲ့နေရာမှာဆောက်လို့မရဘူးအဲ့ဒီနေရာမှာပဲဆောက်ရမှာဖြစ်တယ် The problem is ပြဿနာကတော့ the site they feel, the Solomon's temple site, now being occupied by this Dome of the Rock. အဲ့ဒီရှောလမုန်မင်းကြီးတည်ဆောက်ခဲ့တဲ့ဗိမာန်တော်နေရာမှာအခုကြောက်မြတ်ဗိမာန်တော်ကကြောက်မြတ်ပလီကျောင်းတော်ရှိနေပြီ အစ္စလာမ်တွေရဲ့ဗလီကျောင်းတော်နေရာယူထားတယ် Some suggestions to come. အဲ့ဒီအပြည့်စုံဖို့ရန်အတွက်တချို့ယူဆချက်တွေ Some ကတော့ suggestions came to these people, these temple faithfuls, okay? ဒီအဖွဲ့ကိုတချို့သောသူတွေကအကြံပေးကြတယ်အဲ့ဒီအကြံပေးချက်တွေကတော့ Number one, နံပါတ်1 with the God's power, ဘုရားသခင်တကူတော်အဖြစ် the temple, the Islam temple, ဒီဗလီကျောင်းကို the temple of Islam can be demolished ဖျက်ဆီးနိုင်လိမ့်မယ်လို့ by war, any kind of war, Islam and Jewish war. ပထမအကြံကတော့တိုက်ပွဲပဲဖြစ်ဖြစ်နော်ဆင်နွှဲပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ဖျက်ဆီးလိုက်မယ်ဒီဗိမာန်ဖျက်ဆီးမှနောက်အသစ်ပြန်ဆောက်လို့ရမယ်လို့အကြံပေးချက်တစ်ခုရှိတယ် or by earthquake. နော်အဲ့လိုဖျက်ဆီးတဲ့နေရာမှာဘုရားတကူတော်လည်းဖြစ်နိုင်တယ်စစ်တိုက်ပြီးတော့မှလည်းဖြစ်နိုင်တယ်မြင်းကလေးလှုပ်ခြင်းအဖြစ်လည်းဖြစ်နိုင်တယ် Then they say they can build. အဲ့ဒါဆိုရင်တော့တို့အခုပြင်ဆင်ထားတဲ့ဗိမာန်တော့ပြန်ဆောက်လို့ရမယ်
But that is not the right way to do. ဒါပေမဲ့အဲ့ဒါလည်းမှန်တဲ့နီလန်မဟုတ်ဘူးမဖြစ်နိုင်ဘူး After the earthquake, ကဲ Muslims will rebuild their temple. မြင်းကလေးလုပ်ပြီးပြည့်စည်တော့တယ်ထားပါတော့ပြည့်ရင်မွတ်စလင်တွေပြန်တည်ဆောက်မှာပေါ့ Because that site now belongs to Muslims. ဘာကြောင့်လဲအဲ့ဒီအခုနေရာကမွတ်စလင်ကပိုင်ထားပြီ哦 They will not allow Jews to build the Jewish temple အဲ့တော့ there. မြင်းကလေးလုပ်ပြီးပြည့်သွားရင်မွတ်စလင်တွေကဂျူးတွေကိုပြန်လည်တည်ဆောက်ဖို့အခွင့်ပေးမှာမဟုတ်ဘူး So it was about 10 years ago. လွန်ခဲ့တဲ့10နှစ်လောက်တော့ 1990. 1990လောက်ကပေါ့ They were so discouraged by the fact that there's no way to rebuild the temple because of this problem. ဒီပြဿနာကြောင့်ဗိမာန်တော်တည်ဆောက်ဖို့လုံးဝမဖြစ်နိုင်တဲ့အခါသူတို့စိတ်ဓာတ်ကျတယ် So some of these Temple Mount faithfuls အဲ့ဒီအဖွဲ့တွေကတချို့လူတွေဟာ decided to ဆုံးဖြတ်ချက်ချတယ် search the exact site of Solomon's temple. ဘာလို့ဆုံးဖြတ်ချက်လဲဆိုရှောလမုန်ဗိမာန်တော်တည်ဆောက်ထားတဲ့တကယ်မူရင်းနေရာကအဲ့ဒီနေရာမှာဟုတ်ရဲ့လားလို့ပြန်လည်ပြီးတော့မှစီစစ်တယ် They used all kinds of modern science technology to find out the location. ဒီနေ့ခေတ်ပေါ်သိပ္ပံနည်းပညာဘောင်းစုံကိုအသုံးပြုပြီးတော့မှဟိုတုန်းကရှောလမုန်တည်ဆောက်ခဲ့တဲ့ဗိမာန်တော်နေရာကိုတဖန်သိရှိအောင်ကြိုးစားတယ် About 8 years constant hard work. အဲ့ဒီလို10နှစ်လောက်ကြိုးစားအားထုတ်ပြီးတဲ့နောက်မှာ They came to an agreement. They came to a conclusion ဒီလိုကောင်းနှုတ်ချက်ချတယ် that this Dome of Rock အဲ့ဒီ location Dome of the Rock ဗလီကျောင်းတော်ရှိတဲ့နေရာ is not the site of Solomon's temple. ရှောလမုန်ဗိမာန်တော်တည်ဆောက်တဲ့နေရာနဲ့တစ်ထပ်တည်းမဟုတ်ဘူးလို့သူတို့ကကြေညာတယ်အခုကျောင်းမြတ်ဗလီကျောင်းတော်တည်ဆောက်တဲ့နေရာဟာရှောလမုန်မင်းကြီးတည်ဆောက်ထားတဲ့ဗိမာန်တော်ရဲ့နေရာမဟုတ်ဘူး They came up with two theories. theory နှစ်ခုထွက်ပေါ်လာတယ် They came up with two theories. okay you can use this No, that's okay. That's okay. That's okay. theory နှစ်ခုထွက်ပေါ်လာတယ် One called Southern theory, Southern. တောင်ပိုင်း theory လို့ခေါ်တယ်ပထမတစ်ခုကတောင်ပိုင်း theory Number two is Northern theory, North. နံပါတ်2ကတော့မြောက်ပိုင်း theory Would you draw this? Would you draw this? ဒီမြေပုံလေးကိုဆွဲပေးပါ This is the north. Come here. ဘောဘက်ကမြောက် Put down number one. There, over there, over there. This is a dome of rock. Put it right here. Right. Number- Okay. နံပါတ်1ကျောင်းမြတ်
ဗလီကျောင်းတော်ရှိတဲ့နေရာ Number 2, Al-Aqsa. နံပါတ်2 Al-Aqsa. Al-Aqsa ကျောင်းတော် Number 3 is Eastern Gate. East Gate. Eastern Gate. နံပါတ်3အရှိတကား Eastern Gate. Okay, leave it there. And right here. This is number 4. The Dome of Spirit. Dome of Spirit. Spirit, yeah. Dome of Spirit. Dome of Spirit ဘယ်လိုပြန်ရမလဲကူညီကြပါဦး Dome of Spirit the place Dome of Spirit what do you mean? It's small canopy, even today. It's a canopy, not small canopy. It's a small canopy. Is there? Small building. It's not wide. It's a small, like a small roof here. You sit about. That's not that big. Now they call it the Dome of Spirit, even today. Okay, would you now? Everybody finished? Still doing? Now, okay, would you write down? လိုက်ရေးပါ The southern theory တချို့သော theory တွေကတော့ is that Solomon's temple, original Solomon's temple, was located the south of this Dome of Rock. So over here, southern part. တချို့ကတော့ရှောလမုန်မင်းကြီးတည်ထားတဲ့ဗိမာန်တော်ဟာဒီတောင်ပိုင်းမှာရှိတယ်လို့ဒီတောင်ပိုင်းမှာရှိတယ်လို့ခံယူတယ် So this is the center here. The Dome of ဒါကတော့ Rock. ကျောက်မြတ်ဗလီကျောင်းတော်တည်ထားတဲ့နေရာကအလယ်ဗဟိုဖြစ်တယ်ရှောလမုန်မင်းကြီးတည်ထားတဲ့ဗိမာန်တော်ကတော့တောင်ပိုင်းမှာဒီတောင်ပိုင်း That မှာတည် between ထားခဲ့တယ်လို့ခံယူတဲ့ theory ဖြစ်တယ် it is between Al-Aqsa and Dome of the Rock. အဲ့ဒီနေရာကတော့ကျောက်မြတ်ဗလီကျောင်းတော်နဲ့ Al-Aqsa ဗလီကျောင်းတော်ရဲ့ဂျားမှာဖြစ်တယ်လို့ခံယူတဲ့ theory ဖြစ်တယ် That is a southern theory. You stay ဒါ right. ကတောင်ပိုင်း theory And the northern theory is right here. မြောက်ပိုင်း theory ကကြတော့ It's that the north of this Dome of Rock ဒီ Dome of the Rock ဗလီကျောင်းတော်ရဲ့မြောက်ပိုင်းမှာရှိတယ်
they came to conclusion that northern theory would be biblical. Now, Sinuyen Below Tonta de Le Suro Miao Pai theory got Jansane Po Kaidelo Tonta Jat Miao Pai Ha Po Bima Jansane Kaidelo Usajan. Because two reasons. A Join Nacheshiba. Number one is Namatigaro present time, Yanit Leshi Chinia, dome of spirit. So, Adi Niagaro, There is a dome little, of the spirit of Korea. little canopy there, present time. Adima, the Town Danlilo, a Koli ne Neadania Shide, dome of the spirit. Yeah. It's a small canopy, like a, it looks like this. Through Inkomoli Lobe, It's about this, not that big size. Small canopy. People can go into, have a rest. Lude Wimbidoma, Nakoya, Nea, what no? Even Muslims are now calling this is the dome of spirit. So, Ariniago, Muslim Negaro, dome of the spirit of Korea. Kunaya Nea, no? So, no, Pumalo, good is a galomia there. When you pay me. What do you mean when you pay me? The dome of the rock. Lolo de Elopianayao. Okay. Thank you. They said the dome of the spirit would be the site of the Holy of Holies of the temple. Eddie, when you pay man, look correct. Niaga. Attention, a can Niane, the Tatapi de Lo, through you, sir. This is the first reason for supporting northern. Tajo Miao Pai theory ga Janzane Nidelo, Pjojin Pede. Second, Jongaro, Eddie Ku, dome of the spirit, when ye bayman Lotro Kore, Sauli Shide Neadi, Sholomo Latega, Atashinzo, Akane, the Tatapi de Lo, Usalo. Tudia. Okay. Second reason is the eastern gate. The Tudia eastern gate. Garo, the Ashida Gajon. Tudia Jongin Ha, Ashid Gajon. This eastern gate is very famous gate. The Ashid Ga Wadi Name Jojare. The Gawa Pit, the Gabao Pit. Jesus passed over the gate all the time. Eddie, the Gagani, the King Yeshu, Machakana, Wintwelli Shire. As you get out of the gate, there is a Gethsemane. Gethsemane here. The Bogani, if you told like that, Kidishima Uyin Shire. Right down to Gethsemane. Kidishima. And also, this south of this Gethsemane, this is a Mount Olive. Kidishima Uyin yet down by Ma, Tanluin down Shire. So Jesus
This door, this gate was his favorite gate, passing in and out. ဒီတကားဝါဟာယေရှုခရစ်တော်မကြာခဏဝင်ထွက်လေးရှိတဲ့အသုံးများတဲ့ကြော်ကြားတဲ့တကားဝါဖြစ်တယ် Also, ဒီလိုပဲ when Messiah comes back, မေရှိယတဖန်ကြွလာတဲ့အခါ he will arrive in Mount Moriah, မော်ရီတောင်ကိုရောက်လိမ့်မယ် and he will go through the eastern gate, ဆိုရင် entering. အဲ့ဒီအရှိတကားကနေဝင်မယ် He will enter the Jerusalem temple Jerusalem through the eastern ဗိ gate. မာန်တော်ကိုအရှိတကားကနေဝင်မယ် I will give you Bible verses. တန်းချက်တွေကျွန်တော်ပေးပါမယ် Zechariah 14, you don't have to open, no time. ဇာခရိအခန်းကြီး14 Zechariah 14, verse 4. အငယ်၄ဇာခရိအခန်းကြီး14အငယ်၄ Zechariah 14, 4. ဇာခရိအခန်းကြီး14အငယ်၄ And Ezekiel ယေဇကျေလ 43, verse 1 through 5. 43 1မှ5 Zechariah 14, 4. And Ezekiel 43, 1, 5. Repeat it. ယေဇကျေလ43 1မှ5 Continue writing. ဆက်ရပါ Islam people အစ္စလာမ်ဘာသာဝင်တွေက know that Messiah, Jewish Messiah, will come through that door. အဲ့ဒီတကားအားဖြင့်မေရှိယအရှင်ဝင်ရောက်လာမယ်ဆိုတာကိုသိကြတယ် Because ဘာကြောင့်လဲဆိုရင် Ezekiel 44, ယေဇကျေလ44 Ezekiel 44 verses 1 and 2. 1နဲ့2မှာဖော်ပြထားတယ် Ezekiel, no. Ezekiel, cross out Ezekiel. ယေဇကျေလကိုဖြုတ်ပေးလိုက်ပါ So, နောက်ဆုံးပြောတဲ့ okay, ကြံချက်ကိုဖျက်လိုက်ပါ the Islam people know that Messiah will come through the gate. I told them already. yes So, in မွတ်စလင်တွေက အစ္စလာမ်ဘာသာဝင်တွေကမေရှိယဒီအဲ့ဒီအရှိတကားနဲ့ဝင်ထွက်မယ်ဆိုတာကိုသူတို့သိကြတယ်ဘယ်လိုသိလဲ Islam people do not want the Jewish Messiah coming back to the Jerusalem Temple Mount. အစ္စလာမ်ဘာသာဝင်တွေကဂျူးတွေရဲ့မေရှိယကအဲ့ဒီ Temple Mount လို့ခေါ်တဲ့ဗိမာန်တောင်ပေါ်ကိုလာဖို့ရန်အတွက်အလိုမရှိဘူးမလာစေချင်ဘူး Because they know Old Testament prophecy about his coming through that door. အဲ့ဒီအပုပ်ကနေဝင်မယ်ထွက်မယ်ဆိုတာကိုဘယ်လိုသိတယ်လဲဆိုရင်တော့ဓမ္မဟောင်းရဲ့ prophet ပြုချက်များကိုသူတို့သိထားတဲ့အတွက်ကြောင့်အရှိတကားကနေမေရှိယကြွလာမယ်ဆိုတာကိုသူတို့သိထားတယ် To prevent Jewish Messiah coming through that door, they blocked the door with cement today. အဲ့ဒီတကားကနေပြီးတော့တကဝကနေပြီးတော့မှမေရှိယဝင်လို့မရအောင်အခုဘိလက်မြေနဲ့ပိတ်ထားတယ် Because
there are many other doors, okay, in the temple court, Temple Mount there. That is the only door they plucked. ဒီဗိမာန်တောင်မှာတကားတွေအများကြီးရှိတယ်ဒါပေမဲ့တခြားတကားဝတွေကိုမပိတ်ထားဘူးအဲ့ဒီအရှိတကားဝကိုပဲပိတ်ထားတယ် Jesus already told Ezekiel about that blockage. ပြီးတော့ယေရှုကိုယ်တိုင်ကယေဇကျေလကိုအဲ့ဒီလိုပိတ်ထားမယ်ဆိုတာကိုလည်း prophet ပြုထားတယ်ဖော်ပြထားတယ်အဲ့လိုပိတ်ထားလိမ့်မယ်ဆိုတဲ့အခြေအနေကိုဖွင့်ပြထားတယ် prophet စကားအပြင်ဖော်ပြထားတယ် In Ezekiel 44, ယေဇကျေလအခန်းကြီး44 verses 1 to 2, 1မှ2ယေဇကျေလအခန်းကြီး44ငယ်1မှ2 said that အဲ့ဒီမှာဘယ်လိုဖော်ပြထားလဲ the ဆိုရင် eastern gate will be blocked. အရှိတကားဝသည်ပိတ်ထားလျက်ရှိလိမ့်မည်လို့ဖော်ပြထားတယ် Now, let's go back here. ဟိုပြန်သွားရအောင် Guys. In Israel's construction plan, ဣသရေလရဲ့တိဆောက်ရေးစီမံကိန်းက the building always locates at the center of parallel and center of the gate. အဆောက်အဦတွေကိုအမြဲတမ်းသူတို့ရဲ့တကားနဲ့အပြိုင်ဘဟုမှာတိဆောက်လို့ရှိတယ် Like this, parallel. The door is its gate is in center here, center. ဒီမှာတကားရှိတယ်ဆိုရင်အဲ့ဒီတကားနဲ့အလဲကိုယူတယ် And အပြိုင်ယူတယ် parallel to the gate. တော့အပြိုင်ပေါ့နော်ဒီတကားနဲ့အပြိုင်ဘဟုယူပြီးတော့မှသူတို့ရဲ့အဆောက်အဦတွေကိုတိဆောက်လို့ရှိတယ် If southern theory, တောင်ပိုင်း okay, then Theoryကတော့ it'll be like that, but there is no gate here, no gate. ဒီမှာဂိတ်မရှိဘူး So southern gate is not logical. ဒါကြောင့်တောင်ပိုင်း theory ကယုတ်တိမကြောက် So northern theory is logical. မြောက်ပိုင်း theory ကပို၍ယုတ်တိရှိတယ် Now change your paragraph again. စာပဲခွဲပါ Little bit more. နည်း before နည်း we လေး take- ဆက်သွားမယ်မစားခင် We cannot stop right here. ဒီမှာကြီးအဲ့လိုကြီးရက်ထားလို့မရအောင် I know you don't want to stop me because ကျွန် I တော်ကို have- လည်းမရက်စီခြင်းမှုဆိုကျွန်တော်သိတယ် okay, write down. စရေးပါ Now, if we build the temple there, if we want to build the temple there, okay, on the northern part here, okay, then how can we build temple? အဲ့ဒီမြောက်ပိုင်းအရက်မှာမြောက်ပိုင်းမှာဗိမာန်တော်တိဆောက်မယ်ဆိုရင်ဘယ်လိုနည်းနဲ့တိဆောက်နိုင်မလဲဘယ်လိုတိဆောက်မလဲ Because land is not Jewish people's land. အဲ့ဒီမြေကဂျူးတွေပိုင်တဲ့မြေမဟုတ်တော့ဘူးဂျူးတွေပိုင်တဲ့မြေမဟုတ်ဘူး Let
And also, နောက်ပြီးတော့ if we were built the temple like that, it looks not good because you have Dome of the Rock there and Jewish temple there together. Dome of the Rock တောင်မြတ်ပလီကျောင်းတော်လည်းရှိတယ်ဂျူးတွေရဲ့ဗိမာန်တော်လည်းရှိတယ်တွဲပြီးမှရှိနေလိမ့်မယ်ကြည့်ရတာမကောင်းဘူးဖြစ်နေ How can we have two religion temples sitting together like that? ဘာသာကြီးနှစ်ခုရဲ့ဗိမာန်တော်ကြီးနှစ်ခုကအတူတူရှိနေတာဘယ်လိုဖြစ်နိုင်မလဲ That was their problem. အဲ့ဒါသူတို့ရဲ့ပြဿနာ the researchers' problem. သူတွေတနာလုပ်တဲ့လူတွေရဲ့ပြဿနာအဲ့ဒါပဲ Now they knew where the temple will be rebuilt. They knew the site. အခုတော့ဘယ်နေရာမှာတည်ဆောက်ရမလဲဆိုတာကိုတော့သူတို့နေရာသိပြီ But they were looking for, is this biblical? အဲ့ဒီခါမှာကျမ်းစာနဲ့ညီသလားဆိုတာကိုသူတို့ပြန်လဲစီစစ်တယ် Anywhere in the Bible teaching us that there will be two different temples? ကျမ်းစာထဲမှာအဲ့ဒီလိုဗိမာန်နှစ်ခုတစ်ပြိုင်နဲ့တွဲပြီးရှိနေတာဘယ်ကျမ်းချက်မှာပါတယ်လဲဆိုတာရှာတယ် And the Holy Spirit showed them. အဲ့ဒါနဲ့တန်ရှင်တော်ဝိညာဉ်တော်ကသူတို့ကိုပြောတယ် In Revelation chapter 11, ယာတိတ်ကျမ်းအခန်းကြီး17 verses 1 and 2. အငယ်1နဲ့2မှာ John, during the 7-year tribulation, okay? ယောဟန်ကနော်ခုနှစ်ဗိဒံဤကာလခုနှစ်နှစ်အတွင်း John saw a vision of that temple mount. အဲ့ဒီဗိမာန်တောင်နဲ့ပတ်သက်ပြီးတော့မှတမန်တော်ကြီးယောဟန်ကယူပါယုံမြင်ခဲ့တယ် He saw during the 7-year tribulation time သူဗာမြင်လဲဆိုတော့ဗိဒံဤကာလခုနှစ်နှစ်မှာ two temples are standing by side each other. ဗိမာန်တော်နှစ်ဆောင်အနီးအနားမှာအတူတကွရှိနေတာကိုသူမြင်ခဲ့တယ် And Jesus was telling John that ပြီးတော့ယေရှုကယောဟန်ကိုပြောတယ် John, ယောဟန် you measure only God's temple. တင်ကတော့ဖယားရဲ့ဗိမာန်ကိုပဲတိုင်းပါဆိုပြီးမှခိုင်းတယ် And he also said to John that do not measure the other temple. အခြားသောဗိမာန်ကိုတော့မတိုင်းပါနဲ့လို့ပြောတယ် Because the other temple belongs to Gentiles, he said. ဘာကြောင့်လဲဆိုရင်အဲ့တခြားသောဗိမာန်ကတပန်းမျိုးသားတွေနဲ့ဆိုင်တယ် The other temple belongs to non-Christians. တခြားဗိမာန်ကခရစ်ယာန်မဟုတ်တဲ့လူတွေနဲ့ဆိုင်တယ် That clearly tells us that during the 7-year tribulation, okay, ဒီအချက်ကရှင်းရှင်းလေးပြောနေတာကဗိဒံကြီးခုနှစ်နှစ်မှာ Jerusalem church temple already been built. ဂျေရုဆလင်ဗိမာန်တော်တည်ဆောက်ပြီးသားဖြစ်လိမ့်မယ် So now we are sure that biblically ကြောင့်ကျမ်းစာအရ there will be two churches, two temples right there together sitting side by side. ဗိမာန်နှစ်ခုရှင်ပြီးတော့မှရှိနေလိမ့်မယ်ကျမ်းစာနဲ့လည်းကြိုက်သွားပြီဟိုဘက်ဒီဘက်နော်ဗိမာန်နှစ်ခုအတူတူရှိနေမယ်ဗိမာန်နှစ်ဆောင်ရှိမယ်
The problem is this. Next issue is that then how can we build that temple? အဲ့ဒီကိစ္စတော့ရှင်းသွားပြီနောက်ထပ်ပြဿနာတစ်ခုကတော့ဘယ်လိုနည်းနဲ့တည်ဆောက်မလဲ How can we persuade Islam authorities for the Jewish temple building? Islam အစိုးရအခွင့်အာဏာရှိတဲ့လူတွေကိုခွင့်ပြုချက်ပေးအောင်ဘယ်လိုနည်းနဲ့လှုပ်ဆောင်မလဲဂျူးတွေကိုအဲ့ဒီနေရာမှာဗိမာန်တော်တည်ဆောက်ခွင့်ပေးဖို့ရန်အတွက်အစ္စလာမ်အစိုးရအာဏာပိုင်တွေကိုဘယ်လိုလက်ခံပွဲဖြစ်အောင်လှုပ်ဆောင်မလဲ Who will convince leaders of the Islamic communities? အဲ့ဒီအစ္စလာမ်အတိုင်းဝိုင်းကခေါင်းဆောင်တွေကိုလက်ခံပွဲဖြစ်အောင်ဘယ်သူကပြောမလဲ Then we are guessing that only Pope in Vatican can do that. အဲ့ဒါကိုကျွန်တော်တို့ခန့်မှန်းတဲ့အခါကျတော့ဗာတီကန်ကပုပ်ယဟန်မင်းတယောက်ပဲရှိတယ်ပုပ်ယဟန်မင်းပဲလုပ်နေလိမ့်မယ် Last 10 years time လွန်ခဲ့တဲ့10နှစ်ချိန်တုန်းက the Vatican ဗာတီကန် tried to rebuild the relationship with Muslims and Jews and Greek Orthodox. ဗာတီကန်ကနေဂျူးတွေနဲ့ Orthodox တွေနဲ့မွတ်စလင်တွေနဲ့ငြိမ်းချမ်းရေးလုပ်ပြီးဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ရန်အတွက်ပုပ်ယဟန်မင်းကကြိုးစားခဲ့တယ် Because the Roman Catholic ဘာကြောင့်လဲဆိုတော့ရောမကာတိုလစ်က during the crusade period ဒီ crusade စစ်ပွဲတွေတုန်းက that's for 200 years time here crusade စစ်ပွဲနှစ်ပေါင်း200လောက်ကြာခဲ့တယ်ဆင်နွှဲတာနှစ်ပေါင်း200ခန့်ကြာခဲ့တယ် AD 1100မှ1300အတွင်း 1100 to 1300 period. The European Catholic military soldiers called crusaders. အဲ့ဒီ RC Roman ရောမကာတိုလစ်စစ်သားတွေကသူတို့ဘယ်လိုခေါ်လဲဆို Crusaders တန်ရှင်သောစစ်ပွဲဆင်နွှဲသူများ They had attacked Muslim countries. မွတ်စလင်နိုင်ငံတွေကိုတိုက်ခိုက်ခဲ့တယ် and Jewish communities. မွတ်စလင်တွေကိုသာမကဂျူးလူမျိုးတွေကိုတိုက်ခိုက်ခဲ့တယ် for 200 years. နှစ်ပေါင်း200ကြာတိုက်ခိုက်ခဲ့တယ် Because of this, Jewish people hate Roman Catholics. ဒါကြောင့်ဂျူးတွေကရောမကာတိုလစ်အသင်းတော်ကိုမုန်းတယ် And also Muslims hate Roman Catholics. မွတ်စလင်ကလည်းရောမကာတိုလစ်အသင်းတော်ကိုမုန်းတယ် That hatred relationship အဲ့ဒီမုန်းတီးတဲ့ဆက်ဆံရေးကို has continued up until 20th century. 20ရာစုတိုင်အောင်ရှိခဲ့တယ်အဲ့လိုမုန်းတီးတဲ့သဘောထားတွေဟာ20ရာစုတိုင်အောင်ရှိနေခဲ့တယ်
all of a sudden, John Paul II, John Paul II ပုပ်ရဟန်းမင်းကြီးလက်ထက်ရောက်မှ he changed the policy over these two major. Okay. Not only that, now Jews and Muslims, and one more, Greek Orthodox. Tell them again. I forgot. ဂျူးရဲ့မွတ်စလင်ရဲ့ဒါမကဘူး Greek Orthodox ဆိုတဲ့နော်အဖွဲ့လဲပါတယ် Greek people left Roman Catholic here. အဲ့ဒီ Greek 1054. နော် Greek ခေါ်မှရှေးရိုး Orthodox အဖွဲ့က1054ခုနှစ်မှာရောမတော်လေးကနေတိဒတ်ခွဲထွက်သွားခဲ့တယ် So now Muslims, Jews, Greeks hated Roman Catholics. ဒါကြောင့်ဂျူးရောမွတ်စလင်ရော Greek Orthodox ရောရောမကာတိုလိတ်ကိုမုန်းတယ် Now John Paul II, အခုဒီပုပ်ရဟန်းမင်းကြီး John Paul II လက်ထက်ကြမှာ under his leadership, the Roman Catholic changed their theology, to religious pluralism. ရောမကာတိုလိတ်အသင်းတော်ကသူတို့ရဲ့ဩဝါဒ theology အောင်သွားတယ်ဘယ်ကိုပြောင်းသွားလဲဆိုတော့ဖယားဘာသာတရားအများအယူဆကိုပြောင်းသွားတယ် That means that they will accept every religions as a brother and sisters. အဲ့ဒီပြောင်းသွားတဲ့မူကဘာလဲဆိုတော့တခြားဘာသာအားလုံးကိုသူတို့ရဲ့ညီကိုများအနေနဲ့လက်ခံတယ်ဆိုတဲ့အချက်ဖြစ်တယ်တခြားဘာသာတရားတွေကလည်းငါတို့ညီကိုပါပဲလို့လက်ခံသွားတယ် For that reason, ဒါကြောင့် Pope sent a peace letters. ပုပ်ရဟန်းမင်းကြီးကငြိမ်းချမ်းရေးစာကိုငြိမ်းချမ်းရေးတဝင်လွှာကိုဂျူးတွေရှိပို့လိုက်တယ် So first time in Roman Catholic history, Pope visited Israel and say sorry ရောမ for all ကာ the တို things လိတ် that အ we သင်း have တော် done. ရဲ့တမိုင်းမှာပထမဦးဆုံးအကြိမ်ပုပ်ရဟန်းမင်းသည်အစ္စရေးနိုင်ငံကိုတွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်တယ်ပထမဦးဆုံးကြိမ်ပုပ်ရဟန်းမင်းကြီးတွားရောက်ပြီးတော့မှတောင်းပန်ပါတယ်ဝန်ခံပြီးတော့မှငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ And also he visited နောက်ပြီးတော့ highest authority in Islam religion and asking for forgiveness. အစ္စလာမ်ဘာသာရဲ့အမြင့်ဆုံးအာဏာပိုင်တွေရဲ့ရှေ့မှာခွင့်လွှတ်ပါလို့တောင်းဆိုခဲ့တယ် Also he visited အဲ့လိုပဲ the head priest in Greek Orthodox asking for forgiveness. Greek Orthodox အမြင့်ဆုံးဘုန်းတော်ကြီးတွေရဲ့ရှေ့မှာခွင့်လွှတ်ခြင်းကိုတောင်းခံခဲ့တယ် And they all respected Roman Pope. အဲ့ဒါနဲ့အဲ့ဒီအဖွဲ့တွေအားလုံးကပုပ်ရဟန်းမင်းကြီးကိုအလွန်ပဲယူသည်လေးစားလာကြတယ် When he died, သူတည်တဲ့အခါမှာ all these people attended his funeral service. အဲ့ဒီပုဂ္ဂိုလ်တွေအားလုံးဟာသူ့ရဲ့ဇာပနအခမ်းအနားမှာလာရောက်ပါဝင်ကြတယ်တက်ရောက်ခဲ့ကြတယ်ဇာပနအခမ်းအနားသို့တက်ရောက်ခဲ့ကြတယ် It is God's plan. ဒါကဘုရားအစီအစဉ်ပဲ
to raise up the one top anti-Christ. Take the anti-Christ ဖြစ်ပေါ်လာဖို့ရန်အတွက်အစီအစဉ်ဖြစ်တယ် Anti means Christ-like person. anti ဆိုတာကတော့ခရစ်တော်နဲ့အတွင်တရံတူတယ်ခရစ်တော်အတူအယောင်ကိုဆိုလိုခြင်းဖြစ်တယ် So Catholic Pope, we call Catholic Pope Holy Father. အကြောင်းပုပ်ရဟန်းမင်းကြီးကိုတန်ရှင်းသောဖခင်လို့ဘွဲ့နာမပေးကြတယ် Someday, တနေ့ကျရင် in God's time, ဘုရားရဲ့အချိန်ရောက်ရင် Vatican ဗာတီကန်ကနေ will persuade ဆွဲဆောင်လိုက်မယ်စီယုံလိုက်မယ် Islam leaders အစ္စလာမ်ခေါင်းဆောင်တွေကိုစီယုံမယ် to build the temple there for Israel. ပလီကျောင်းတော်နားမှာဂျူးလူမျိုးတွေဗိမာန်တည်ဆောက်နိုင်ဖို့ရန်အတွက်စီယုံလိုက်မယ် And ပြီးတော့ as what Jesus predicted to Daniel and Paul, that ဘောလူနဲ့ဒံယေလတို့ထံမှာပရောဖက်စကားထားရှိခဲ့သည့်အတိုင်း they will worship God together ဖျားကိုအတူတကွ inside of the Jerusalem temple. အဲ့ဒီယေရုရှလင်ဗိမာန်တော်ထဲမှာဂျေရုရှလင်ဗိမာန်တော်ထဲမှာအတူတကွကိုးကွယ်ကြလိမ့်မယ် The Muslim imams will standing there. Greek Orthodox priest will standing there. Roman Catholic leader will standing there, performing services inside of the temple of Jerusalem. အဲ့ဒီဂျေရုရှလင်ဗိမာန်ထဲမှာမွတ်စလင်ဗလီကအီမန်ဆရာကြီးလည်းရှိမယ် Greek Orthodox Church ကဘုန်းတော်ကြီးလည်းရှိမယ် Catholic အသင်းတော်ကပုပ်ရဟန်းမင်းလည်းရှိပြီးတော့ဝိပုကိုးကွယ်ခြင်းဥဆောင်လိမ့်မယ် And Buddhist leaders will conduct services there too. ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေလည်းပါဝင်လိမ့်မယ်ဥဆောင်လိမ့်မယ် Jesus said in Matthew, would you open your Bible? ကျမ်းစာဖွင့်ပါ Matthew မဿဲ 24:15. 24အငယ်15ထို့ကြောင့်ဆိုတော့နော် Would you read it? သူဖတ်ရအောင်ထို့ကြောင့်ပရောဖက်ဒံယေလဟောသည့်အတိုင်းဖြစ်စည်းတတ်သောယွန်ရှာပွဲအရာသည်တန်ရှင်းသောဌာန၌စိုက်နေသည်ကိုသင်တို့မြင်ရလျှင်ကျမ်းစာကိုကြည်တော်သူသည်နားလည်ပါစေ In verse 16. ထိုတို့မြင်ရလျှင်ယုဒပြည်၌ရှိသောသူတို့သည်တောင်ပေါ်သို့ပြေးကြစေ Now if you find that is happening in your eyes, then said, this is you better prepare yourself. အဲ့ဒီလိုအဖြစ်ပြက်မျိုးကိုမျက်စိနဲ့သင်မြင်ပြီဆိုရင်သင်ပြင်ဆင်ပေတော့အစင်သင့်တာပြင်ပေတော့ He told same to Paul. ရှင်ပေါလုကိုလည်းအဲ့ဒီတိုင်းပဲဖော်ပြထားတယ် Second Thessalonians. သက်သာလောနိဒုတိယဆောင် verses 1 through 4. 1မှ4 Would you read it? ခန်းကြီး၄ငယ်1ကနေ4အထိ Would you read it together? Second Thessalonians chapter 4 Chapter 2. ခန်းကြီး Chapter 2, verses 1 through 4. ခန်းကြီး2ငယ်1မှ4တ
တက်တာလောနီဩဝါဒစာဒုတိယဆောင်အခန်းကြီး Chapter 2အငယ် 2. 1မှ Okay, 4 you read it. ဆမျက်နှာ283ညီကိုတို့ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူ၍ငါတို့သည်အထံတော်၌စည်းဝေးခြင်းအရာမှာသခင်ဖျား၏နေ့ရက်သည်ချက်ချင်းရောက်မည်ဟု၍စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေနှုတ်ထွက်စကားအားဖြင့်ဖြစ်စေငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေတင်တို့သည်စိတ်ရွေ့လျော့ခြင်းစိုးရင်တုန်လှုပ်ခြင်းအလင်းတဆောမရှိမီအကြောင်းငါတို့သည်တောင်းပန်ကြ၏အဘယ်သူမျှတင်တို့ကိုအဘယ်သို့သောအားဖြင့်မလဲ့ဖြားစေနှင့်ထိုနေ့ရက်မရောက်မီဖောက်ပြန်တင်းခွဲခြင်းသည်အရင်ဖြစ်၍ဒုစရိုက်လူသည်ဟုသောပျက်စီးခြင်း၏သားသည်ပေါ်လာရလိမ့်မည်ထိုသူသည်ဖျားခင်ဟူ၍၎င်းဖျားဟူ၍၎င်းခေါ်ဝေါ်သည်များသောအရာတို့ကိုရန်ဘက်ပြု၍ကိုချီးမြှောက်သောအဖြစ်ဖျားခင်၏ဗိမာန်တော်၌ဖျားခင်ကဲ့သို့ထိုင်၍ဖျားခင်ဖြစ်ရောင်ဆောင်လက်ကိုပြသောသူဖြစ်သည် Got it? Yeah. This is what Jesus told Paul. Okay? ဒါရှင်ပေါလုကိုယေရှုခရစ်တော်ပေးတဲ့ဗျာဒိတ်တော်ဖြစ်တယ် Just a little bit more, and then we finish. နည်းနည်းလေးပဲဆက်သွားမယ်ပြီးတော့မှနားမယ် You come back here. နည်းနည်းလေးပဲเนาะပြီးတော့မှစားပြီးတော့ပြန်လာကြမယ်